ဒီနေ့ကဘောနော် page တီတီကနေကျူးရှုနေရအားလုံးကိုလည်းပြည်နေတယ်။ကျမနာမည်ကတော့အေးရွှေဖြစ်ပါတယ်။ရန်ကုန်မြို့မှာနေထိုင်တဲ့ digital business ကိုဘောနော်မိသားစုနဲ့အတူနေထိုင်ပြီးမှ full time ဝင်ရောက်လုပ်ကိုင်နေပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါနောက်တစ်ယောက်အနေနဲ့ပေါ့နော်အမနတ်မိုးကနေပြီးခါကြမှာ ပေးရ မှာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါမနတ်မိုးအလှည့်ပေးပါတယ်ရှင်ကဲပါအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့ကျွန်တော်တို့ page တီတီရ follow အားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ဆက်တာချင်ပါတယ်ကျွန်မဒီနေ့တော့ကျွန်တော်တို့တုံးထက်ပေါ့နော်အရင်နေ့ဆိုတဲ့လည်းပုံများတယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့တက်ဆရာလေးဒီကျွန်တော်တို့ mastermind လေးရှေ့ကြောင်းဝင်နေလေးချိန်နောက်ကြာသွားတာဖြစ်ပါတယ်လို့ပြောချင်တယ်ဟုတ်ကဲ့ကျွန်မကတော့နောက်မို့ဟောမှာလက်ရှိမြန်မာပြည်တောင်ကြီးမှာနေထိုင်ပြီး digital business ကိုလုပ်ကိုင်နေတဲ့ business owner မိတယောက်ဖြစ်ပါတယ်ရှင် digital business ကိုစိတ်ဝင်စားတဲ့လူတွေကိုလက်တွဲခေါ်ပြီးနေတဲ့ businessman တယောက်ဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအားလုံးပေါ့နော်ညီမ3ယောက်စလုံးပေါ့နော်ကျမတို့ပြန်ပြီးတော့မိတ်ဆက်ပေးကြပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညရဲ့ပေါ့နော်မရှောက်ဒီနေ့ညရဲ့ကျမတို့ပြောမယ်ပေါ့နော် sharing လုပ်ပေးမယ်အကြောင်းအရာလေးကိုပြောပြချင်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင် real standard ပေါ့နော်ကျမတို့ဘယ်ဟာကနော်ပုံမှန်ပေါ့နော်စံနှုန်းပေါ့ပုံမှန်စံနှုန်းကဘာလဲပေါ့နော်တကယ်ပေါ့နော်ဘယ်လိုပြောမလဲလက်တွေ့ကြတဲ့စံနှုန်းကဘယ်လိုဟာမျိုးလဲပေါ့နော်အဲ့လိုမျိုးတွေဒီနေရာမှာဆိုလို့ရှိရင်ကျမတို့အရင်နေ့တွေကလည်းပေါ့နော်တိုင်းလီတို့ပေါ့နော်လက်ကော့ဒီတိုင်းကလေးတို့ပေါ့နော်ဒါမျိုးတွေအများကြီးပဲကျမတို့ share လုပ်ပေးသွားကြတယ်ပေါ့နော်ဒီဟာတွေရတယ်ပြီးကကြမှာကျမတို့အတွက်ပေါ့နော်ဘယ်လောက်ထိအားအကျိုးသက်ရောက်တယ်လဲပေါ့နော်ဒီဟာတွေလည်းပဲကျမတို့ share လုပ်ပေးသွားကြတာဖြစ်တယ်ဆိုတော့ဒီမှာဒီနေ့ကတော့real standard ပေါ့နော် real standard ဆိုတာကတော့ကျမတို့လှုပ်ထားရှိတဲ့အရာတွေပေါ့နော်ဒါတွေကိုဘယ်လိုပဲအခက်အခဲပဲရှိပေါ့နော်ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ်ကျမတို့ကပေါ့နော်action ယူမယ် action ယူပြီးလို့ရှိရင် imperfect action ပဲဖြစ်ဖြစ် perfect action ပဲဖြစ်ဖြစ်ပေါ့နော် action ယူမယ် action ယူရင်းကနေမှကျမတို့ကတဖြည်းဖြည်းနဲ့ practice လုပ်ကြတယ်ဒီ practice လုပ်ရင်းကနေမျိုးဘာဖြစ်သွားလဲဆိုလို့ရှိရင် consistency set discipline ပေါ့နော် set discipline နောက်တစ်ခုကနေမှအဲ့ set discipline ကနေပြီးခါကြမှာ consistency ဆိုတာဖြစ်လာရော consistency ကနေပြီးခါကြမှာကျမတို့အတွက်ပေါ့နော်ဘယ်လိုပြောရမလဲ confidence ပေါ့နော် confidence ဖြစ်လာတယ် confidence ကနေပြီးကျမတို့ဒါဒီ confidence တွေနောက်တစ်ခုကကြာ consistent နေပေါ့နော်ဒီဟာတွေကနေပြီးခါကြမှာကျမတို့အတွက်လူတဦးချင်းတယောက်ချင်းစီရဲ့ real standard ကိုကျမတို့ဘယ်လိုပြောမလဲသတ်မှတ်ကြတာဖြစ်တယ်ပေါ့နော်ဒီအစစ်အတန်းဆိုတာမျိုးပေါ့နော်စံနှုန်းကသတ်မှတ်တဲ့အချိန်မှာတယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော်တယောက်နဲ့တယောက်မတူဘူးမတူကြတဲ့အခြေအနေမှာဆိုလို့ရှိရင်ကျမတို့ကပေါ့နော်ခိုးကပေါ့နော်ကိုယ့်ရဲ့အိမ်မက်ကိုယ့်ရဲ့ပန်းတိုင်ကိုဘယ်လိုပုံစံမျိုးနဲ့သွားချင်တယ်လဲပေါ့နော်ဘယ်လောက်ထိအောင်သွားချင်တာလဲအဲ့ဒါဆိုလို့ရှိရင်မနေ့ကပေါ့နော်ကျမတို့ပြောနေfake productivity တို့ပြီးလို့ရှိရင်လည်းပဲ time leak တို့ပေါ့နော်ဒါမျိုးတွေလိုပဲတဖြည်းဖြည်းနဲ့ပေါ့နော်ကျမတို့မှာအချိန်ကိုဖြုံးမိမှန်းမကြီးဖြုံးမိရင်းကတင်ပြီးကြကြမှာကျမတို့မှာဘယ်လိုပြောမလဲ consistent ပေါ့နော် set discipline တော့ပေါ့နော်ဒါတွေကလေမတိမတာပေါ့နော်ကျမတို့နောက်ကိုဆွဲချနေရပေါ့နော်ကျမတို့အိမ်မက်တစ်ခုကိုသွားတယ်အကောင့်ထဲဖော်တယ်ဘန်းတိုင်တစ်ခုကိုသွားကြတယ်ဒီမှန်းချက်ဘန်းတိုင်ကိုမရောက်ခင်မှာတခါတလေပေါ့နော်ခုနပြောတဲ့ဒီ real standard ကိုအခုကတိတ်တိတ်ချာချာမချမှတ်ဘူးပေါ့နော်ကိုယ်ဆန်နှုံးနဲ့ကိုမကြိုးစားဘူးဆိုလို့ရှိရင်ဒါဒီဇိုင်းမှတ်ပေါ့နော်မကြိုးစားဘူးဆိုလို့ရှိရင်ကျမတို့ရောက်ချင်တဲ့ရောက်မဲ့အချိန်ကလည်းကြာသွားနိုင်တယ်ရလာမဲ့ရလက်ကလည်းပဲအကောင်းဆုံးတော့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါကြတော့ကျမတို့အနေနဲ့ကျမတို့လိုချင်တဲ့ရလက်တွေကိုရဖို့တော့သွားချင်တဲ့နော်ပန်းတိုင်ကိုရောက်ဖို့ပြီးလို့ရှိရင်လည်းပဲပေါ့နော်တကယ်ကိုမှပေါ့နော်professional ရောပြီးလို့ရှိရင် personal ရောပေါ့နော်ဒါ development အနေမှာအဖက်ဖက်ကတင်ပေါ့နော် growth ဖြစ်ဖို့ပေါ့နော် growth ဖြစ်ဖို့ဆိုလို့ရှိရင်ကျမတို့အနေနဲ့ကိုရဲ့ real standard ဆိုတာကျမတို့ရှိတဲ့နယ်ပေါ့နော်တချို့ကကြာလဲအိမ်ကောင်းမနေမှာနေနိုင်မှ
ကားကောင်းနေပေါ့နော်ကားကြီးတွေကားကောင်းနေပြီးလို့ရှိရင်ပေါ့နော်နောက်ဆုံးပေါ်မှာ luxury ပေါ့နော် luxury ဆန်တဲ့နော် branded တွေတော့ခိုင်းနိုင်မှဒီလိုမျိုးသတ်မှတ်ကြတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့မှာလည်းပဲထိဆောနာကပြောခဲ့တယ်လို့ပေါ့နော်ကျမတို့မှာကိုစီသတ်မှတ်ထားတဲ့နော် real standard တွေဆိုတာကရှိကြပါတယ်လို့အဲ့ဒါကိုပေါ့နော်ဒီနေ့ညမှာတော့ကျမတို့ကနေပြီးကမှဒီ real standard ဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးခါကြမှာ share လုပ်ပေးကြမှာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပေါ့နော်ပထမဆုံးတရားအနေနဲ့မနတ်မှုကိုဖိတ်ခေါ်ပါတယ်လို့မနတ်မှုအနေနဲ့ပေါ့နော်ဒီ real standard လေးနဲ့ပတ်သက်ပြီးခါကြမှာပေါ့နော်မနတ်မှုရဲ့အတွေ့အကြုံလေးတွေပေါ့နော်ဒါလေးကို share လုပ်ပေးပါလို့ ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါလို့ပြန်နှုတ်ဆက်ပါတယ်ဟုတ်ကဲ့ပါเนาะဒီနေ့ကျမတို့ဆွေးနွေးကြမယ့်ခေါင်းစဉ်က real standard ပေါ့နော်standard ဆိုတော့ကျမတို့စဉ်းစားတကယ်ကိုသတ်မှတ်တဲ့စံနှုန်းတစ်ခုပေါ့နော်အဲ့လိုစံနှုန်းတစ်ခုလို့သတ်မှတ်တဲ့နေရာမှာပေါ့နော်ကျမတို့ခုနမတီဆိုလည်းအများကြီးပြပြသွားပြီပေါ့နော်များသောအားဖြင့်စံနှုန်းဆိုရင်အဲ့လို standard တွေကိုသတ်မှတ်တဲ့ special တချို့ကြတော့အပြင်ပန်းနော်အပြင်ပန်းနဲ့ပဲအပြင်ပန်းရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေတမိုးရှင်တဲ့အောင်မြင်မှုတွေဒါတွေနဲ့ပဲစံနှုန်းသတ်မှတ်ကြတယ်ပေါ့နော်ဒါလည်းစံနှုန်းသတ်မှတ်တာဟုတ်လားဆိုဟုတ်ပါတယ်ဒါလည်း standard တစ်ခုပဲပေါ့နော်ဒါပေမဲ့လို့ဒါနဲ့ပဲမပြည့်ဝပါဘူးပေါ့နော်ကျမတို့သိရမယ့်ဇာတ်နှုန်းဆိုတာကဒီအပြင်ပန်းအောင်မြင်မှုတွေအပြင်ပန်းပုံရိပ်တွေထက်အပြင်အတွင်းကနေပြီးတော့မှကိုယ့်ရဲ့ဒီကကျမတို့ဒီ mindset ပေါ့နော်စိတ်ထားလေးတွေအဲ့ဒါလေးတွေကိုဘယ်လိုဇာတ်နှုန်းသတ်မှတ်တယ်လဲဆိုတဲ့ဟာကလည်းကျမတို့အတွက်အရေးကြီးတယ်အဲ့ဒါဒီကမှပဲကျမတို့ရှိမှပို့ပြီးတော့မှအောင်မြင်မှုကိုရောက်နိုင်ပြီးတော့မှရေရှည်မှာသွားဖို့ဟိုပေါ့နော်ပို့ပြီးတော့မှခွန်အားဖြစ်စေရသွားဖို့တွန်းအားလဲအဲ့ဒါမှာပို့ပြီးတော့ဖြစ်စေတယ်ဖြစ်တယ်ပေါ့နော်အပြင်ပိုင်းအောင်မြင်မှုတွေကြလို့ရှင်တော့ကြတော့ခါကြလို့ရှိရင်သူကအတက်ကြိုက်လည်းအများကြီးရှိတယ်ဒီအများပတ်ဝန်းကျင်ဆိုအများကြုံရတာဖြစ်ကြပေါ့အဲ့ဒါဒီကိုကျွန်တော်တို့ပဲဒါကိုကိုယ့်ရဲ့ standard လို့ပဲသတ်မှတ်နေဆိုကိုယ့်ရဲ့တန်ဖိုးတွေကလည်းရည်ရှိမှာဆိုရှင်လည်းကိုကအတက်ကြပေါ်မူတည်ပြီးတော့ပြောင်းလဲနေတာဖြစ်တယ်အဲ့ပေါ်မူတည်ပြီးတော့ကိုကစိတ်အမျိုးတွေပြောင်းလဲနေတာဖြစ်ပါတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့အတွင်းကလာတဲ့ပုံရိပ်ပေါ့နော်အတွင်းကတရားဒါကျမတို့ကိုယ့်ကိုယ်စံနှုန်းသတ်မှတ်ထားမယ်ဆိုလို့ရှိရင်ဒါဘာလို့ပဲအပြင်မှာဘယ်လောက်ပဲဖြစ်ဘယ်လိုပဲပြောင်းလဲပေါ့နော်ဘယ်လိုပဲရှိပိုင်ဆိုင်မှုရှိဒါကျမတို့ဒါတွေကိုအဓိကအဲ့ဒါလေးသတ်မှတ်ထိုက်ဆိုမှအဲ့ဒါလေးမှာကျမတို့ရေရှည်မှာတန်ဖိုးပိုမြင့်တယ်ပို့ပြီးတော့မှပဲပို့ပြီးတော့မှကိုယ့်ရဲ့အောင်မြင်မှုရေရှည်တွေရေးမှချက်တွေတွန်းနိုင်မှာဖြစ်ပါတယ်ပေါ့နော်အချို့ကြတော့လေအမြဲတမ်းတခြားလူတွေအမြဲရှင်းပြနေတာဒါဒီဆိုရှင်ဒါအပြင်ပန်းတက်တွေဖြစ်တယ်ပေါ့နော်ဒါမျိုးတွေရှင်းပြနေမဲ့အစားကိုယ့်ကိုအတွင်းကနေပြီးတော့မှပဲကိုယ့်ကိုပြိုင်ဆိုင်နေမယ်ဆိုရင်ပို့ပြီးတော့မှကိုယ်အတူတက်မှုလေးပို့ရမယ်ပေါ့နော်သူများချီးကျူးမှလုပ်မယ်သူများကောင်းတယ်ပြောမှလုပ်တယ်ဆိုတာထက်ပဲမဟုတ်ပဲねကိုယ်တိုင်ဒါကိုကောင်းတယ်လို့ခံစားပြီးမှသူများချီးကျူးတယ်ဖြစ်စေမချီးကျူးတယ်ဖြစ်စေကိုလုံးဆရာရှိတာဒီကိုနေ့တိုင်းနဲ့လုပ်နေတာတွေကလည်းကိုယ့်ရဲ့အတွင်းမှာထားမယ်ကိုယ့်ရဲ့စံနှုန်းအကောင်းဆုံးဖြစ်တယ်ပေါ့နော်အဲနောက်ကကျတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့လုပ်ငန်းတွေနဲ့ပတ်သက်တာဆိုရှင်ဒါ personal development မှာလည်း personal life မှာလည်းသုံးလို့ရတယ်လို့ကျွန်တော်တို့စီးပွားရေးမှာလည်းဒီဟာတွေအကုန်လုံးဒီရှေ့မှာအသုံးပြုကြတာဖြစ်တယ်အဲ့ဒီတိုင်းပဲရေရှည်မှာအသုံးပြုသွားတဲ့လူတွေကပဲသူတို့ကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ဘဝမှာဆိုရှင်လည်း personal life မှာလည်းအောင်မြင်မှုရှိသလိုသူတို့လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေသူတို့ရဲ့အများနဲ့ဆက်ဆံတဲ့ relationship တွေ communication တွေဒါလေးတွေနေရာတိုင်းမှာသူတို့ကအောင်မြင်မှုတွေရရှိသွားကြတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကိုယ့်ထားမယ်အတွင်းစံနှုန်းကကျတော့အဓိကကိုယ်နဲ့ပဲဆိုင်နေကိုယ့်နဲ့ပဲရှင်းပြရမယ်သူမနေ့ကကိုယ်နဲ့ဒီနေ့ကိုယ်နဲ့ရှင်းပြတာကတော့ကောင်းဆုံးပဲသူများနဲ့ရှင်းပြတဲ့ဒီဇိုင်းကိုတိုးတက်မှုရှိအောင်ဒါလေးဆိုရင်ဒါကိုထားရမယ်စံနှုန်းတွေမှာဒါကမှတကယ် real standard တွေကိုကျမတို့မြင်ကြတယ်ပေါ့နော်နောက်ခါကျတော့ပေါ့နော်ကိုတိုးတက်မှုပေါ့နော်ဒီနေ့ကငါတိုးတက်တာဘယ်လောက်ရှိလဲဒီနေ့ငါတိုးတက်ဘယ်လောက်ရှိလဲအနည်းဆုံးဆိုရှင်ကျမတို့ကတရက်ကလေးကို1% လောက်ကိုတိုးတက်အောင်ကြိုးစားသွားမယ်ဆိုရှင်ကျမတို့ရက်100ဆို100ခိုင်နှုန်းပြတာဖြစ်တယ်ပေါ့နော်ကျမတို့အခုဆိုရှင်ကျမတို့လုပ်နေတဲ့လုပ်ငန်းဆိုရှင်လည်းခုနလေးချက်လုပ်နေကြတယ်နေ့တိုင်းကိုတော့1% လောက်တိုးတက်အောင်ကြိုးစားနေကြတယ်ပေါ့နော်90 day ရအောင်လည်းကြိုးစားနေကြတယ်အခုဆိုရှင်ရက်ပေါင်း35ရက်ရောက်တယ်ပေါ့နော်ကျမတို့ခါကျရှင်ကျမရေးချီနေကြအောင်လုံးဝအဆင်ပြေတဲ့ခါကျရင်ရှိတယ်ဒါမဲ့လို့လေကိုယ့်ဘက်ကနေရောစိတ်ကတော့ရောက်နေကြမို့တခုခုနည်းနည်းလေးပြန်ပြီးတော့မှနလန်ထူတာဆိုတော့ငါမနေ့ကမလုပ်နေဖြစ်တဲ့ဟာဒီလေးပြန်ပြီးတော့အကျွေးဆက်ပြီးတော့ပြန်လုပ်တယ်ဒီလိုပုံစံနဲ့ပဲကျမလည်းလေကိုယ့်ရဲ့စံနှုန်းကိုကိုယ့်ကိုပြန်ပြီးတော့မှထိန်းညှိရတာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုစီကံတမတာကိုဂတိပေးရတာလေးတွေကဆိုရှင်ကောင်းမွန်တဲ့စံနှုန်းလေးဖြစ်တယ်ကိုပေးထားတဲ့ဂတိကိုကိုတီးဖို့လိုရတယ်ပေါ့နော်ငါဒါလုပ်မယ်ဆိုကိုဂတိပေးထားသူများကိုပေးထားတဲ့ဂတိတက်ဆိုင်ကိုပေးတဲ့ဂတိကတီးဖို့ကပို့ပြီးတော့မှ
ခက်ခဲကြတယ်ပေါ့နော်မနေ့ထားလာတဲ့ဒါမှမဟုတ်ရှင်လည်းကျွန်တော်တို့တရက်တည်းမှာရေးထားတဲ့ကျွန်တော်တို့ to do list တွေကိုကြည့်ပြောမှကြည့်ပြောမှကျတော့ခါကျအကြောင်းမျိုးအကြောင်းမဟုတ်အားလို့တကြမှာရင်ပြန်မှလုပ်မယ်ဒီနေ့မှလုပ်မယ်ဒီလိုမျိုးတွေထားလိုက်မယ်ဆိုရှင်ဒါကိုဂတိမတည်ဘူးပေါ့နော်ဒါလေးဆိုကိုဂတိမတည်ရလို့ဆိုရှင်ကိုယုံကြည်မှုတွေကိုတမိုးထားမှုတွေလည်းညော့လာတယ်ဒါဆိုရှင်ကိုယ့်ရဲ့ standard တွေကလည်းညော့လာမှာဖြစ်တယ်အဲ့လိုနေရှင်အပြင်ကိုယ့်ရဲ့အရေးချင်းတွေလည်းမသိဘာသာကြီးကြလာတဲ့ခါကျရှင်တိုးတက်ပြောမှုပဲကိုမသွားပဲနဲ့ရောက်ရဲ့ရော့ရဲ့ပဲကိုရောက်လာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အကြောင်းမို့တာကိုဂတိတည်ဖို့လိုအပ်တယ်ကျွန်တော်တို့ဒီလုပ်ငန်းမှာဆိုလဲကျွန်တော်တို့ကိုဂတိတည်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကို community ကအများကြီးဆွဲခေါ်ပေးနေတယ်mastermind တွေဒီလဲပတ်စင်မှာရှိရဲ Zoom meeting တွေပတ်စင်မှာရှိရဲကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိရဲbusiness ဘာသာတရားတွေအများကြီးလှုပ်ရှားပြီးမှသူတို့လှုပ်ရှားရှိရလှုပ်နေစီမှာသူတို့ motivation တွေအများရနေဒါပေမဲ့လို့ကိုယ်တိုင်ကအဲ့ဒါတွေကိုမြင်ပေမဲ့ကိုယ်တိုင်ကိုယ့်ရဲ့စိတ်ကမပါဘူးကိုယ်တိုင်မလုပ်ဘူးဆိုရှင်ကိုယ်တိုင်ဘာမှရ result ကြလာမှာမဟုတ်ဘူးသူတို့ဘယ်လောက်ပြောကိုယ်တိုင်မလုပ်ဘူးဆိုရင်ကိုယ်တိုင်တိုးတက်မှုရှိလာကိုယ်တိုင်လုပ်ကိုင်ပါပဲကျွန်တော်တို့ဒီမှုတွေအောင်မြင်မှုတွေပိုရလာမှာဖြစ်တယ်ပေါ့နော်အဲဒါမို့ကိုယ်တိုင်ကိုယ်ဂတိကိုလုပ်မယ်ဆိုရင်ဂတိကိုတီးဖို့တတ်တာတွေကကိုယ်ပါတယ်အမကိုယ့်ရဲ့တန်ဖိုးလဲမြင့်တယ်လို့ကိုယ့်ရဲ့ကြီးမှတ်ချက်တွေလည်းမြင့်လာမှာဖြစ်တယ်ပေါ့နော်ဒီမှာတော့ခုနပြောလို့ကောင်းတဲ့ချက်ကတော့အများနဲ့ကိုတော့မလုပ်ချင်ပြင်းပြီဆိုရှင်တယောက်ဆွဲခေါ်ကြတဲ့ကောင်းမွန်တဲ့ပတ်ဝန်းကျင်တွေတခုရှိတယ်ပေါ့နော်အဲ့ဒါလေးခက်တယ်တော့ကိုကနည်းနည်းလေးပြင်းချင်တာမှကိုကအများနဲ့ကိုဆွဲခေါ်ပေးကြမို့လှုပ်တော့ဖြစ်သွားတယ်ဒီလိုပတ်ဝန်းကျင်ရှိတာဆိုရှင်ကျွန်တော်ကိုမြင့်တင်ဖို့ရလဲပို့ပြီးတော့မှမြန်ဆန်တယ်ကိုလှုပ်ချင်တဲ့အိမ်မက်တွေရောက်ဖို့အတွက်လဲပို့ပြီးတော့မှမြန်ဆန်ကြတယ်ပေါ့နော်အခုဆိုကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့တက်ရတဲ့ Zoom meeting လေးတစ်ခုရှိရဲ Zoom meeting လေးတက် mastermind တက်နေအကြောင်းကျွန်တော်တို့လာလုပ်တဲ့ချိန်မှာနောက်ကျသွားတယ်ဒါပေမဲ့လို့ကျွန်တော်တို့ရအောင်ပြန်ပြောမှလုပ်မယ်ဆိုပြီးတော့မှတယောက်ပြန်ပြောမှဆွဲခေါ်ကြခြင်းအပြင်ကျွန်တော်တို့ဆရာရှိရပေါ့နော်ဒီတော့မယ်ဆိုရှင်တော့အခြေအနေမျိုးကြောင့်ရန်ကုန်မှာဆိုရှင်မိုင်းရွှေဆိုရှင်မိုးတွေတအားကြီးနေတယ်ကျွန်တော်တို့လည်းမိုးချုပ်နေပြီကိုအကြောင်းပြချက်မျိုးပေးလို့ရတယ်အကုန်လုံးကလေးမိမိတွေဖြစ်ကြမို့ကလေးရဲ့အခြေအနေပြီးအကျိုးမျိုးပေးလို့ရတယ်ဒါပေမဲ့အရာတန်းနေပြီးတော့ကျွန်တော်တို့ဒါလုံနေရရှင်ကျွန်တော်တို့တီးရမယ်ကလေးကိုကျွန်တော်တို့တီးနေတယ်ကျွန်တော်တို့ကိုယ့်ရဲ့စံနှုန်းကိုထိန်းနေကြတဲ့လူတွေဖြစ်တယ်ပေါ့နော်ဒါလေးတွေကကောင်းမွန်တဲ့လေ့ကျင့်တွေဖြစ်တယ်ဒီလိုလေ့ကျင့်နေလေးဖြစ်သွားအောင်လေဒီပတ်ဝန်းကျင်ကကျွန်တော်တို့ကိုအများတန်းအများတန်းသင်ပေးနေတယ်ဆွဲခေါ်ပေးနေတယ်လမ်းပြပေးတယ်လမ်းညွှန်ပေးနေတယ်ပေါ်လိုက်လုပ်ဖို့ပဲလိုအပ်ပါတယ်ပေါ့နော်ဒီလိုခြင်းအပြင်ကိုယ့်ရဲ့စီးပွားရေးကိုတိုးတက်အောင်လုပ်နေကြတာဖြစ်တယ်ကျွန်တော်တို့လှုပ်ရှားရှိရတွေကိုပုံမှန်လေးလှုပ်ခြင်းအပြင်ဆိုရှင် result တွေဆိုချင်းတဲ့ဆိုရှင်ရလာမှာဖြစ်တယ်ဒီလိုလှုပ်ခြင်းအပြင်ကိုယ့်ဘက်ကနေလည်းကိုတိုးတက်မှုလည်းရှိတယ်ယုံကြည်မှုတွေလည်းတိုးလာတယ်ကိုယ့်ရဲ့လုံနိုင်စွာနေလည်းသိလာတယ်ပေါ့နော်ငါတကယ်လုံနိုင်ပါလားငါဒီလောက်လုံနိုင်ဟိုင်လဲငါလုံလို့ငါတက်နေပါလားဒီကတ်သက်ချက်ထဲမှာလဲငါလုပ်လို့ရနေပါလားဆိုတဲ့အကြောင်းအရာလေးတွေလည်းကိုသိလာမှာဖြစ်တယ်ပေါ့နော်ဒီလိုသိချင်အဖြစ်ကိုလုပ်နေတဲ့အကြောင်းအရာလေးတွေကိုလည်းကိုယ့်ရဲ့မိတ်ကိုယ်နဲ့စိတ်တူကိုယ်တူမိတ်ဆွေတွေမိခင်တွေမိမေတွေကိုလည်းပြန်ပြောမှ sharing လုပ်ပေးချင်အဖြစ်လဲသူတို့လည်းခွန်အားရတယ်အဲ့ဆိုရှင်ကိုလုပ်နေတယ်ဆိုတော့သူတို့လည်းလုပ်နိုင်မယ်ဆိုတဲ့ခံစားချက်တွေလည်းရလာမှာဖြစ်တယ်ပေါ့နော်ဒီကနေအကြားချင်းအပြင်ကျွန်တော်တို့လိုချင်တဲ့အခြေလိုလက်ခွင့်ငွေကြီးလိုလက်ခွင့်တွေဆိုတာဒီလုပ်ငန်းမှာရနိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တယ်အားကြောင့်မို့ကျွန်တော်တို့ဒီနေ့ sharing လုပ်ပေးရမယ့်ခေါင်းစဉ်အဖြစ်တဲ့ real standard ပေါ့နော်ကျွန်တော်တို့တကယ်စံနှုန်းဆိုတာကအပြင်စံနှုန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့အတွင်းကလာတဲ့စံနှုန်းကရေရှည်မှာပို့ပြီးတော့မှကိုယ့်ကိုတံပိုးမြင့်နေတယ်လို့ကိုယ့်ရဲ့ရည်မှန်းချက်ကိုလည်းပို့ပြီးတော့မှရောက်စီနိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကို share လုပ်ချင်ပါတယ်တင်ပါတယ်ဟုတ်ကဲ့ပါပေါ့နော် share sorry ဟုတ်ကဲ့ပါ share လုပ်ပေးသွားတဲ့မနက်မို့ကျေးဇူးများတင်ပါတယ်ပေါ့နော်ဒါကတော့ကျမတို့တွေအတွက်ပေါ့နော်နေ့စဉ်နေ့တိုင်းကလည်းလုပ်နေရမယ်ပေါ့နော်အရာတွေဒီအရာတွေကိုမှပေါ့နော်ကျမတို့သတ်မှတ်ထားတဲ့ခုစံနှုန်းနဲ့ပေါ့နော်ခုစံနှုန်းနဲ့ခုဒီစံနှုန်းကြမှာတော့အောင်ပေါ့နော်အများအားထိမ့်သိမ့်နေရမှာလည်းပဲဒါကျမတို့ရဲ့တာဝန်ပဲပေါ့နော်အဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ကျမတို့personal development အတွက်ပဲဖြစ်ဖြစ်ပေါ့နော် professional development အတွက်ပဲဖြစ်ဖြစ်ဆိုတော့ပြောသလိုcommunity ပေါ့နော် community နဲ့ပတ်သက်တာတွေပဲဖြစ်ဖြစ်ကိုကနေပြီးကြမှာပေါ့နော်ဒီဇိုင်းမှန်နဲ့ကိုလိုချင်တဲ့အရာတွေကိုစူးစမ်းပြီးတော့လှုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ပေါ့နော် real standard ကတကယ်ကိုပေါ့နော်စံနှုံးပေါ့နော်စံချိန်စံညွှန်းရဲ့အပြင်ကိုရောက်သွားမှာဖြစ်တယ်ပေါ့နော် beyond the limit ပေါ့နော်ဒီလိုမျိုးပြောလို့ရပါတယ်လို့ဟုတ်ကဲ့ပါခုပေါ့နော်နောက်တစ်ယောက်အနေနဲ့နော် share လှည့်ပေး share ပေးဖို့ပေါ့နော်အမ HV ကိုအလှည့်ပေးပါတယ်လို့အမအနေနဲ့ပေါ့နော် real standard ပတ်သက်ပြီးခါကြမှာအမရဲ့အမြင်လေးကိုပေါ့ share လုပ်ပေးပါဦးလို့အမကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့ page ဒီကနေနေကြတယ်
Orion ကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်မင်္ဂလာညချမ်းပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီနေ့ကောင်းစဉ်ရတော့ပေါ့နော်အရန်ကောင်းတယ်ကျွန်တော်အပြင်လောကမှာဆိုရင်ပိုဆိုးတယ်ပေါ့နော်တယောက်နဲ့တယောက်အပြိုင်ဆိုင်တွေအရန်များကြတယ်တချို့တွေဆိုရင်ပေါ့နော်ကလေးတွေကအစပေါ့နော်ကုကလေးမသူကလေးမအဲ့လိုမျိုးတွေပေါ့စာတော်တဲ့ကလေးစာညံ့တဲ့ကလေးပေါ့နော်အဲ့လိုပြိုင်ကြတယ်ပေါ့နော်အမှန်တကယ်ဆိုရင်သူတို့ပြိုင်ဆိုင်မှုကမကောင်းဘူးပေါ့နော်လူတယောက်ရဲ့စိတ်ခံစားချက်ကိုထိခိုက်တယ်ပေါ့နော်အဲကျမတို့လည်းအရင်တော့ဆိုရင်ဒီလိုမျိုးတွေနားမလည်ဘူးပေါ့နော်တယောက်နဲ့တယောက်ဘယ်လိုပြောမလဲဘယ်လိုပြောဘသူကနေပြီးမှတော်တာတို့သူကညံ့တာတို့အဲ့လိုမျိုးတွေပေါ့နော်အမြဲတမ်းလို့သူကနှိုင်းရှင်ကြတာပေါ့နော်ကိုရီဆိုပတ်ဝန်းကျင်အစ်စ်မှလာနေတော့ပိုဆိုးတာပေါ့နော်အဲ့မျိုးဆိုပိုပြီးမှနှိုင်းရှင်မှုကပိုမှများကြတယ်ပေါ့နော်အဲ့လိုမျိုးအချိန်မှာဆိုလို့ရှိရင်အဲအရင်တော့ကတော့ကျမဟိုပါပေါ့နော်ဒီလိုမျိုး short video မှာပဲကြည့်ဘူးတာပေါ့နော်ဒီလိုကလေးတွေကိုမနှိုင်းရှင်ဖို့ကျွန်တော်တို့လူတွေမှာလဲပေါ့နော်ကိုကဆင်းရဲချမ်းသာပေါ့နော်အကုန်လုံးကိုယ့်ရဲ့အပြင်အရောင်ဆောင်တွေအကုန်လုံးကလीနော်ကျွန်တော်ရက်ကွက်ထဲမှာဆိုပိုဆိုးတာပေါ့နော်အဲ့လိုမျိုးတွေပေါ့အကုန်လုံးကနှိုင်းရှင်ကြတာပေါ့နော်အဲ့နှိုင်းရှင်တဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့စိတ်ကဘယ်တော့မှပျော်ရွှင်မှုမရှိဘူးပေါ့နော်ဘာလို့လဲဆိုရင်ကိုအောင်မအောင်မြင်တာတွေကိုမလုံနိုင်တာတွေဆိုလို့ရှိရင်ကိုကတိမ်ငယ်တယ်ပေါ့နော်အဲ့ချိန်ကျရင်လူတွေကအရှိထွက်လာဖို့အရန်ခက်ကြတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တော်တော်များများမိခင်တွေကဆိုပူဆိုးတယ်ပေါ့နော်အကုန်လုံးကနိုင်ရှင်တယ်ပေါ့နော်ဘာလို့ဆိုနေကအိမ်မှုကိစ္စပဲလုပ်ရမယ်လို့ထမင်းပဲချက်ရမယ်လို့နောက်ပြီးတခြားအိမ်ကအာအမျိုးသမီးနဲ့ဆိုမတူဘူးလို့အဲ့လိုမျိုးတွေပေါ့နော်ကိုကဘာမှမလုပ်နိုင်ဘူးအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီအချိန်မှာကိုကနေပြီးမှအမြဲတမ်းလိုမျိုးဒီလိုမျိုးအရှိထွက်လာပြီးမှအာတခုခုပြောဆိုရမှာလို့တခုခုတွားတဲ့ခါလာတဲ့ခါတွေကအစပေါ့နော်ကျွန်တော်တို့ပေးပတ်ဝန်းကျင်ရလူတွေကအပြောတွေမှာပဲရက်တန့်နေကြတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဘဝဟာပြောင်းလဲပြောင်းလဲရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့မိခင်တွေကအရာရာတိုင်းကိုလှုပ်ဆောင်နိုင်တယ်သူများပြောထဲမှာနေမျိုးရှိရင်ကျွန်တော်တို့ဟာတကယ်ပဲပေါ့နော်negative mindset ကနေလုံးဝတက်ဘူးပေါ့နော်ဒါကြောင့်မို့လို့သူများစကားကိုအယမ်းမယုံနဲ့ကိုယ်တိုင်စဉ်းစားရမယ်ပေါ့နော်ကိုယ်ဒီမှာကိုယ်တိုင်ဘလောက်ကြိုးစားနိုင်မလဲကိုယ်တိုင်ဘလောက်ထိလုပ်နိုင်တယ်လဲဆိုတာအရေးကြီးပေါ့နော်ကိုယ်တိုင်ပဲအမြဲတမ်းစဉ်းစားရမယ်တကယ်ပဲကျမလည်းဒီအလုပ်ကိုဝင်ရောက်လုပ်ကင်ပြီးတဲ့အချိန်မှာတစ်လမှမသိတာတယ်ပေါ့နော်ကျွန်တော်တို့ဒီမိတင်တက်ရတဲ့အချိန်မှာဆိုရင်တယောက်နဲ့တယောက်ဟိုနော်မပြိုင်ဘူးပေါ့နော်ကျွန်တော်တို့ရှိမှတချို့တွေဆိုရှင်ဘာရတွေရမ်းရနေကြတယ်တချို့ရနေကြတယ်သူတို့အောင်မြင်နေကြတယ်ပေါ့နော်တချို့တွေဆိုလုတ်တက်ကကြာပြီပေါ့ဟိုကဘာမှ result မရတာတို့လုတ်တက်ကနေပြီးမှ result ရနေတာတွေမြင်တွေ့နေတာချို့ကစိတ်ဓာတ်တွေကြာကြတာပေါ့နော်အဲ့ချိန်မှာဆိုရင်ရှေ့ထွက်လာဖို့ကအရန်ခဲရင်းကြတယ်အရင်တော့ဆိုကျွန်တော်လည်းဒီအဖွဲ့အစည်းမှာဆိုစကားမပြောရဲဘူးပေါ့နော်ကြောက်တာပေါ့ဘာလို့လဲဆိုအရှိမအောင်မြင်နေတဲ့အမျိုးပါလေနော်စကားပြောတာတွေဆိုကောင်းပြီကိုကကြတော့အိမ်မှာပဲပိတ်မိနေတဲ့အမျိုးသမီးတောင်းတဲ့အဲ့ဒီအချိန်မှာကိုယ့်ရဲ့အပြောအဆိုတွေကကြတော့လုံးဝ negative ဖြစ်တဲ့အတွက်ကျွန်တော်တို့အိမ်မှာဆိုရင်ပြောတာဆိုတာတွေကကျွန်တော်တို့ဒီအဖွဲ့အစည်းမှာလာပြောလို့မရတဲ့ဟာမျိုးတွေဖြစ်နေတာပေါ့နော်စိတ်ဓာတ်အဲ့ဒီအချိန်မှာကိုယ်စိတ်ကဘယ်လိုလဲသူတို့တွေအောင်မအရန်တော်ကြတယ်အရန်ဘာမှမလုပ်နိုင်ဘူးเนาะအဲ့လိုတော့ရှင်တာပေါ့เนาะသူတို့လုပ်နိုင်တာကိုကမလုပ်နိုင်ဘူးလားဆိုရက်စိတ်မျိုးတွေပေါ့เนาะအမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ဒီတော်တော်များများပတ်ဝန်းကျင်မှာပေါ့เนาะမရှင်ပြိုင်ဖို့ကအရန်အရေးကြီးရဲဆိုတာလေဒီအလုံးမှာလဲကျွန်တော်တို့တင်ပေးခဲ့တယ်ပေါ့เนาะဒါတွေကအရင်ကောင်းရဲ့သူတက်စီရဲ့စိတ်ချမ်းသာရေးရလဲပေါ့နော်ကောင်းမွန်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့စိတ်တွေကလည်းပျော်ရွှင်မှလာလေအလုပ်လုပ်ရလည်းအဆင်ပြေတယ်ပေါ့နော်အခုဆိုရင်လူတိုင်းကအားလုံးကကိုယ့်ရဲ့ဘဝမှာပေါ့နော်ပတ်ဝန်းကျင်ကောကျွန်တော်တို့လူမှုရေးရောစီးပွားရေးမှာပေါ့နော်စိတ်သက်တွေကြားကြတယ်ပေါ့နော်ဒါကတော့အရာအားလုံးကတော့ဖြစ်တည်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအလုပ်ထဲဝင်လာတာနဲ့ကျွန်တော်တို့ဆိုရှင်ညတိုင်းပေါ့နော်သူတို့အဖွဲ့နဲ့စကားပြောရတဲ့အချိန်မှာတို့ဘာလို့လဲဆိုရှင်ကျွန်တော်တို့ရဲ့အရှိန်အဝါတွေကလုံးဝမရှိပါဘူးပေါ့နော်တယောက်နဲ့တယောက်ဟာ
ဒီ digital business မှာတွားတဲ့ပန်းတိုင်းတွေတူကြတယ်လောက်ကင်ကြုံရဲ့တူကြတယ်ပေါ့နော်ကိုယ့်ရဲ့နောက်ခံပေါက် background ဆိုတာမရှိပြန်တော့ဘူးပေါ့နော်အဲ့အချိန်မှာအဲ့စိတ်ဟာအရန်လွတ်လပ်တယ်ပေါ့နော်ကျွန်တော်တနေကုန်စိတ်ဆင်းရဲနေပါစေစိတ်မပျော်ရွှင်နေပါစေပေါ့နော်ကျွန်တော်တို့ဒီလို group တွေမှာလာပြီးမှအာမနေ့ဆိုကလည်းတို့ Zoom meeting တွေတက်ရတာတို့ကျွန်တော်တို့အခုဆိုရင်လည်းပေါ့နော်ကျွန်တော်တို့တခြားတင်တန်းတွေတက်ရတာ training တွေတွားတာတို့ကျွန်တော်တို့ group interview တွေလုပ်ရတာလို့ဆိုရင်ပေါ့အမျိုးဆိုတဲ့အချိန်ကျရင်စိတ်ကအရန်ပျော်ရွှင်တယ်ပေါ့နော်အဲ့ချိန်ကျရင်ကျမကကမ္ဘာမှာအပျော်ဆုံးအမျိုးသမီးလို့ကိုယ့်ကိုယ်တတ်မှတ်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကိုကအရင်တော့ဒီလိုမျိုးတွေမခံစားခဲ့ရတဲ့ချိန်မှာဒီအလုပ်ကိုလုပ်တဲ့ချိန်မှာအရန်ကောင်းမွန်တဲ့အတွက်ကိုကအရင်တော့ဆိုကျမတို့ကပညာလည်းမတတ်ဘူးနောက်ခံ background လည်းမရှိတဲ့အတွက်အရင်တော့ဆိုကိုကဝင်ချင်းမှာဆိုစိတ်အားငယ်တယ်ပေါ့နော်နောက်တဖြည်းဖြည်းလှုပ်လာတဲ့ချိန်မှာအရာအားလုံးဟာတပြေးညီတယ်ဖြစ်တဲ့စိတ်တူကိုယ်တူတွေတွားကြတယ်ဆိုတဲ့အချိန်မှာပူပြီးမှလည်းပျော်ပြီးမှဒီအလုပ်ကိုပူပြီးမှချစ်မြတ်နိုးတယ်ပေါ့နော်ဒါကြောင့်မို့လို့ရေရှည်လုပ်ကင်သွားဖို့လည်းအမြဲတမ်းစိတ်ကိုတွင်းထားတယ်ပေါ့နော်ဒါကြောင့်မို့လို့ကြည့်ရှုနေကြတဲ့ Orient တွေအိမ်မိခင်တွေကိုပြောချင်တယ်အခုဆိုရင်ကျမရဲ့ Orient တယောက်ရှိရပေါ့နော်သူဆိုစိတ်အရန်ရုပ်တယ်တဲ့အရန်စိတ်မပျော်ဘူးပေါ့နော်ကျမကလာပြောတယ်အေးဟုတ်ပြီဒါဆိုရင်ကျမကနေဒီမှာစိတ်ခွန်အားတွေပေးပါမယ်တကယ်လို့ကိုယ့်ရဲ့စိတ်မှာပျော်ချင်တာရှိရင်လာပြောပါကျွန်တော်တို့ဒီအလုပ်မှာကြတော့ပေါ့နော်ဘဝကိုလည်းကူညီပေးတယ်စိတ်ကိုလည်းပျော်ရွှင်အောင်လည်းလုပ်ပေးနိုင်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်တဲ့အောင်လည်းသူ့ကိုပြောပြတာပါဘောနော်အဲ့ချိန်မှာအဲ့ကမှာပဲသူကစိတ်ကိုပြောင်းလဲတာပေါ့နော်ပထမဆိုကျမတို့ရဲ့ဒီလုပ်ငန်းဆောင်တာတွေကိုသူကဒီမကြည့်ချင်ဘူးပေါ့နော်ဘလို့သူကဟိုမျိုးလေးကျမတို့ရဲ့ကြော်ညာမှာတွေးလို့တာခလုတ်တာနှိပ်လိုက်တာပေါ့နော်အဲ့နဲ့ဆိုသူကဘာများဖြစ်တာလဲလို့မေးတယ်အဲကြောင့်တော်တော်များများကျမတို့ကလေးမိခင်တွေကတအားကိုစိတ်တက်ကြကြတယ်ဒါကြောင့်မလို့ကျမနေ့တိုင်းပေါ့နော်ကလေးမိခင်တွေအတွက်ကိုခွန်အားအများကြီးပေးခြင်းနဲ့ကျမလူမျိုးနီးတူတွေအများကြီးတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့မပြိုင်ဆိုင်ဖို့အရန်အရေးကြီးတယ်ဆိုတာကိုတကယ်ပဲဒီခေါင်းစဉ်อ่ะပေါ့နော်ကျွန်တော်တို့ရဲ့ဒီလုပ်ငန်းမှာလည်းဆိုရင်လည်းလာရောက်လုပ်ကင်ပြီးတဲ့အချိန်မှာပြောင်းလဲသွားတဲ့အပိုင်းတွေပေါ့နော်ဒါကြောင့်မလို့ပတ်ဝန်းကျင်ကောင်းอ่ะအရန်အရေးကြီးပါတယ်ကျွန်တော်တို့ဆိုရင်လည်းပတ်ဝန်းကျင်ကောင်းမှလာပြီးမှမျိုးစေ့ချတယ်စီးပွားရေးစလုပ်တယ်ဆိုရင်ကျွန်တော်နောက်ပိုင်းဆိုအသီးပွင့်နေစားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပေါ့နော်တို့ကောင်းမွန်တဲ့တရားဝင်စီးပွားရေးကိုတည်တည်ချာချာလေးကိုယ်တိုင်ကိုယ်ကြလာရောက်လေ့လာပါလို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအမတို့နှစ်ယောက်ပေါ့နော် share ရေးလုပ်ပြီးတော့တကယ်ကိုကောင်းပါတယ်ကျမတို့ပေါ့နော်မမြင်နိုင်တာပေါ့နော်အခုထူးသဖြင့်ပေါ့နော်ကျမတို့ရဲ့နော်ဒီ real standard မှာဆိုလို့ရှိရင်အမနဲ့မနက်မို့ပြောသွားသလိုပေါ့နော်ကျမတို့ကိုနဲ့ကိုပဲရှင်ပေါ့နော်သူများနဲ့သွားပြီးတော့မရှင်နဲ့ပေါ့နော်ဒီခါကလည်းပဲအရေးကြီးတဲ့နော်အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့သူများနဲ့သွားရှင်လို့ရှိရင်ကျမတို့ရဲ့ပေါ့နော်ရတော့ပြောတော့ motivation တွေပေါ့နော် motivation တွေသူများနဲ့ပေါ့နော်ထိတွေ့နေတဲ့အချိန်ပြောဆိုနေတဲ့အချိန်ဆိုရင်ခုမတဲ့စိတ်အားတွေတက်ကြွပြီးတော့အခုထလောက်လိုက်တော့မလို့ပေါ့နော်ဒီလိုမျိုးတွေဖြစ်သူနဲ့လည်းဟိုဖြစ်သွားပြီဆိုရင်မျက်နှာပေါ့နော်မျက်နှာလွဲသွားပြီဆိုလို့ရှိရင်ဒါမဟုတ်တော့ဘူးကြပါရမစိတ်တက်ကအောက်ဆုံးထိပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ real standard ဆိုတာခါကျတော့သူများစီမှာသွားရှာရတဲ့အရာမဟုတ်ဘူးကိုရဲ့ကိုစီမှာပဲပေါ့နော်ရှာလို့ရတဲ့အရာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ကျမတို့မှာဒါစိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်အဲ့တော့ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ပေါ့နော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ကိုစီသတ်မှတ်ထားတဲ့ real standard ကမတူကြဘူးပေါ့နော်အဲ့တော့တချို့ကကြာတဲ့အပေါ်ယံပေါ့နော်ရုပ်ပိုင်းဆိုင်ရာမှာပေါ့နော်အဝတ်အစားတွေတောက်ပြောင်ပြောင်ဝတ်ထားမှဘယ်လိုပြောမလဲလက်ဝဲလက်စားတွေအများကြီးဝတ်မှသူ့ရဲ့အဆင့်အတန်းလို့သတ်မှတ်တဲ့သူရှိတယ်လို့တချို့ကကြာလည်းမဟုတ်ဘူးပေါ့နော်စိတ်ထဲမှာကိုယ်တွေကပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာကိုယ်တွေကvalues တစ်ခုပေါ့နော်ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်တိုင်တိဆောက်နေတာပေါ့နော်ဒီလိုမျိုးပုံစံနဲ့သွားတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒီမှတာလေဒါ real standard လို့သတ်မှတ်တာဖြစ်တယ်ပေါ့နော်အဲ့တော့real standard ရှိတဲ့သူပေါ့နော်
တီဆောက်နေတဲ့သူတွေကဆိုလို့ရှိရင်ကျမတို့ကပေါ့နော်ခုနပြောရတဲ့သူများနဲ့သွားပြီးတော့မနိုင်ရှယ်မှုဒီနေ့ကကိုထက်နောက်နေ့ပေါ့နော်မနေ့ကသူထက်ဒီနေ့သူကပို့ပြီးခါကြမှာပေါ့နော်ကျမတို့ပို့ပြီးတော့တိုးတက်ရမယ်ဆိုတာမျိုးပြီးလို့ရှိရင်လည်းပဲပေါ့နော်ကိုလောက်เสียရှိတဲ့အလုပ်ကိုသွားရမယ်လမ်းကြောင်းကိုဘယ်သူမှမဆောင်ကြည့်ပဲနဲ့မဆောင်ကြည့်တဲ့သူမရှိပဲနဲ့ဘယ်လိုပြောမလဲစောင့်ရှောက်မဲ့သူပေါ့နော်ကိုကိုပေါ့နော်ဖေးမှာခေါ်မဲ့သူမလို့အပ်ဖဲနဲ့ကိုပေါ့နော်ကိုရှောက်เสียရှိတဲ့လမ်းကိုတန်တန်မတ်မတ်ရှောက်နိုင်တဲ့နော်အချစ်မျိုးပေါ့ကိုပေးထားတဲ့ခရီးဒီအဖြစ်ပြောပဲဆိုလို့ရှိရင်ခုကိုအတွက်ပေးထားတဲ့ခရီးပေါ့နော်ကိုအတွက်ပေးထားတဲ့ခရီးကောင်မှမတည်နိုင်တဲ့အကျူကတခြားတရားအတွက်ပေါ့နော်တခြားအတူတွေအတွက်ပေါ့နော်ပေးထားတဲ့ဟာလည်းပဲမတူနိုင်ဘူးပေါ့နော်နောက်တစ်ချက်ကလည်းဘာရှိသေးလဲဆိုလို့ရှိရင်ကျမတို့ဒီနေ့တော့ဖယ်ဖို့သွားမယ်ဘာလုပ်မယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ consistency ပေါ့နော် consistency မရှိဘဲနဲ့လည်းပဲကျမတို့ set discipline ဆိုတာကလည်းမဖြစ်လာနိုင်ဘူးအဲ့တော့ကြတော့ဒီကတည်းမှာတဖြည်းဖြည်းကျမတို့ action တွေယူကြတယ် action တွေယူပြီးခါကြမှာကျမတို့သွားခြင်းတဲ့နေရာပေါ့နော်အစောနာအမတို့ပြောသွားသလိုပဲကျမတို့ဒီ business မှာဆိုလို့ရှိရင်သွားရတဲ့ပန်းတိုင်ရှိတယ်ပေါ့နော်ဒါကလည်းကျမတို့သွားခြင်းတဲ့နော်နေရာကလည်းတူကြတယ်တူတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တခြားအပြင်စီးပွားရေးလုပ်ငန်းတွေမှာဆိုလို့ရှိရင်တော့စီးပွားရေးတူချင်းပေါ့နော်တိုက်ခိုက်တာတို့ဘာလို့ရှိချင်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့ကျမတို့ကကြတော့ချင်းပေါ့နော်ဒါကျမလည်းပဲကျမရဲ့နော်စီးပွားရေးလုပ်ငန်းကိုလုပ်နေရပဲမနမ်းမို့လည်းပဲသူ့ရဲ့စီးပွားရေးသူလုပ်နေရပဲအမအေးရွှေရလည်းပဲသူစီးပွားရေးသူလုပ်နေတာပဲအဲ့တော့ကိုယ့်ရဲ့နော်ကိုယ်ပိုင်စင်းဖြတ်ချက်ပြီးလို့ရှိရင်ကိုယ်ပိုင်နီးလန်းပေါ့နော်နီးပြူဟာတွေနဲ့ကျမတို့သွားကြတာဘယ်လိုပုံစံမျိုးနဲ့ပဲသွားပေါ့နော်ဒါကတော့ community တစ်ခုအနေနဲ့ကျမတို့အဝေးကြီးကိုရှောက်ချင်တဲ့အချိန်မှာဘယ်လိုပြောမလဲအချင်းဖေးမရဲနဲ့အခုညင်ရဲနဲ့ပေါ့နော်နှွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျမတို့တိဆောက်ကြတာပဲဖြစ်တယ်အဲ့တော့အပြိုင်အဆိုင်မျိုးမဟုတ်ဘူးပေါ့နော်မနာလို့ပြီးခါကြပါပေါ့နော်အင်မတန်မှအတိုက်အခိုက်များတဲ့ပတ်ဝန်းကျင်မဟုတ်ဘူးကျမတို့က positive and supportive community တစ်ခုကိုကျမတို့တိဆောက်နေရဲနဲ့ကျမတို့ရဲ့တကယ်ပေါ့နော် real standard ကိုတိဆောက်ကြတာပဲဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဒါကတော့ပေါ့နော်ကျမတို့အနေနဲ့real standard ဆိုတာပေါ့နော်ရုပ်ပိုင်းဆိုင်ရာတွေစိတ်ပိုင်းဆိုင်ရာတွေမြင်ရတဲ့အရာတွေမမြင်ရတဲ့အရာတွေထက်ပေါ့နော်ကိုပေးထားတဲ့ဂရိပေါ့နော်ကိုရဲ့တာဝန်ကိုယူနိုင်တာကျမတို့ဒီဒါပြင်ဆင်ရတဲ့ပေါ့နော်ကိုလုပ်ငန်းကိုစီးပွားရေးလုပ်ငန်းကနေပြီးတော့ပြင်ဆင်ရတဲ့အစစ်ထီအောင်သွားခြင်းနေတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုကရောက်ရမယ်ပြီးလို့ရှိရင်ကိုပိုင်စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုစားသူများကလည်းပြီးတော့လာပြီးတော့မလုပ်ပေးနိုင်ဘူးအဲ့တော့ကိုကနေပြီးတော့ကြောက်မှာပေါ့နော်ကိုယ်တိုင်လေ့လာတဲ့ကိုယ်တိုင်စဉ်းစားတဲ့ကိုယ်တိုင်ဆုံးဖြတ်တဲ့ကိုယ်တိုင်လောက်ကင်တဲ့ပေါ့နော်ဒီလိုမျိုးနဲ့တွားချတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဒီနေ့တော့ပေါ့နော်ကျမတို့ညီမတွေရဲ့ပေါ့နော် real standard တက်ပတ်သက်ပြီးခါကြမှာshare လုပ်မှုလေးကိုဒီနေ့တော့အထိမှာပဲရနာပြရစီပေါ့နော်ကျမတို့ရဲ့နောက်တစ်နေ့မှာလည်းပဲတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့လာပြီးမှဆွေးနွေးမျှဝေချအောင်မှာဖြစ်ပါတယ်လို့အားကြောင့်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးကျမတို့ရဲ့ပေါ့နော် digital business ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းပဲပေါ့နော်အခုကိုပေါ့နော်ခုရဲ့ real standard ကိုမှန်ကန်နဲ့ပေါ့နော်ဒီစောင့်နိုင်တဲ့ဒီတယောက်ဖြစ်အောင်ပေါ့နော်ကျမတို့ကလည်းပြီးကြကြမှာကောင်းမွန်တဲ့ပေါ့နော် positive community supportive community အနေနဲ့ကျမတို့ဒီရှိနေမှာဖြစ်ပါတယ်အားကြောင့်ပေါ့နော်ကျမတို့ကလည်းပဲကျမတို့နဲ့အတူပေါ့နော်လက်ထွဲချင်တဲ့အတူတွေကိုလည်းပဲမထရာကောင်းတယောက်အနေနဲ့ဘယ်လိုပြောမလဲနှွေးထွေးစွာပေါ့နော်လက်ထွဲခေါ်ယူပေးဖို့အထင်ရှိနေပါတယ်လို့အားကြောင့်ပေါ့နော်နောက်နေ့မနေ့ပဲနဲ့ကျမတို့စီကိုလာရောက်ပြီးတော့လေ့လာနိုင်ပါတယ်လို့ကျမကလည်းဖိတ်ခေါ်ချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်